ပြည်တော်စုတိဆောက်ရေးအတွက်ဒုတိယပင်လုံညီလာခံခေါ်ယူရမယ်လို့သဘောတူဆုံးဖြတ်ခဲ့ကြတာဖြစ်တယ်။အဲ့တော့ဒီကျေနာစာတမ်းကိုမူရင်းဖတ်ကြားပြထားတဲ့ဇိုမီမျိုးသားကွန်ဂရက်ရဲ့ဥက္ကဋ္ဌပူကျင်ရှင်းထန်ရဲ့ပြောကြားဖတ်ကြားပြချက်ကိုရှုစားနားဆင်ကြည့်အောင်ဗျာ။ကလေးတို့ဆုံးဖြတ်ချက်ကျေနာစာရဲ့ဆွဲ20အောက်တိုဘာလ2010ကလေးရုံးရဲ့မြို့သားကွန်ဂရက်20နှစ်ရောက်အခါနာတွင်တိုင်းတာဘောင်းဆောင်များနိုင်ငံကြီးတမန်တို့ပေါင်းနောက်ပေါင်းများဒီမိုကရေစီရရှိရေလောက်ရှားသူများပေါင်းစည်း၍အောက်ပါဆုံးဖြတ်ချက်ကိုသဘောတူလက်မှတ်ရေးထိုးကြပါသည်ဆက်ပြီးတော့ပြောပါမယ်ပင်လုံကြီးရာခေါ်ရေးသဘောတူညီချက်ထွက်ပေါ်လာသည့်ဒီကောင်းတဲ့ပေါ်ဆောင်ရွက်ပေးနိုင်အောင်ဒေါ်အောင်ဆန်းစုကြည်တိုင်းသားကောင်းဆောင်များနိုင်ငံရေးအရာရှိများကူလာဇုံမီမှုသားပေါ်ကဥက္ကဋ္ဌဦးကြီးရှင်းတာကတာဝန်ဆက်ပြီးဖြစ်ပါတယ်အမကုနေစီမောအမှန်ပဲဒီကားလေဘောင်းကန်းကြီးပြန်တယ်တော့ကြည့်ဖြစ်ပါမိုက်တဲ့နားရပြရတယ်တက်တော့ကျမတို့ကြောက်နေတော့ဒီရောင်းကုန်တယ်အမေကြောင်းဆိုတော့ဒီမှာတော့ဆက်တယ်ကြောင်းဆိုတော့ထားရတယ်ဆိုတော့မျိုးလေဆိုအိမ်တွေရှိတယ်ဒီတောင်းတင်းတင်းရှိလို့ရှိရင်ဖတ်ဖို့ပေါ်ထားဒီဟာတော့တောင်းကြီးကြီးဖြစ်လို့ဒါကလေးလေးနဲ့စိတ်ထဲမှာထားပြီးတော့တောင်းလိုက်ပြီးတော့ကြိုးစားတာ။ဒါပေမဲ့ဒီလိုကျွန်တော်တောင်းပြီးတော့လုပ်တဲ့အချိန်မှာကျွန်တော်ဝင်လာပြီးတော့ကိုကြီးလေးပို့တော့ဆွဲလို့ဒီကြီးတွေကလည်းအကြံဉာဏ်ပေးဖို့ဆုံးမရရှိတော့ဆုံးမဖို့ကျွန်တော်သူတို့တိုင်းရင်းသားတွေကကျွန်တော်လုပ်ဖို့တယ်တော့ဆိုတော့ကျွန်တော်ကြောက်ပေါ့နော်။အချိန်လုံးတရားနဲ့တရားတစ်ဖက်နဲ့တစ်ဖက်ဒါပြောဆွေးနွေးပြီးတော့ဒီတော်ဝင်ကိုထားဆောင်သွားမှာပါ။ကျွန်တော်ရဲ့ဒီမှာဘောနဲ့ထားဆောင်သွားလို့ဆိုဖြစ်ပါဘူး။အခုဒီမှာရောက်နေတာမျိုးဆက်တွေရတယ်ဆိုရင်လူကြီးတွေကျွန်တော်တို့အခုလာပြီးတော့ပြောနေတယ်ဘာလို့လဲမျိုးဆက်တွေကျွန်တော်တို့ရဲ့မျိုးဆက်တွေကျွန်တော်တို့ရဲ့မျိုးဆက်မျိုးဆက်တွေ80တဲ့မျိုးတဲ့လူငယ်မျိုးဆက်တွေပေါ့နော်။ဒီမျိုးဆက်တွေကဒီတော်ဝင်ကိုဆက်တော့ထားဆောင်သွားအောင်အဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အခုကအရေးကြီးတာကျွန်တော်ရဲ့ဒီနေ့ကျွန်တော်ပြောတာပေါ့နော်ဒီလိုမျိုးတစ်ခုရဲ့အရေးကြီးတာကိုစိတ်ကြပါကျွန်တော်တို့ကပင်လုံးစိတ်ကြကိုဆက်ပြီးတော့ရှင်းတာနေအောင်လုပ်သွားဖို့ဟာနောက်မျိုးဆက်တွေမှာလည်းတောင်းရှိအလုပ်တစ်ခုကဒီလိုမျိုးတစ်ခုနဲ့ပြီးသွားလို့ဒီလိုတောင်းရနေပြီးတော့အကောင့်တွေပေါ်တော့တဲ့အပိစာတွေကိုအစိတ်တွေရှိရှိနဲ့ဆက်ပြီးတော့ကျွန်တော်တို့နိုင်ငံအတွက်လက်ပြီးသွားနိုင်လို့ဆိုတာအားလုံးနဲ့တောင်းဖြစ်တယ်ဒီမျိုးဆက်တစ်ခုနဲ့ပြီးတော့မျိုးဆက်တွေဆက်ပြီးတော့လုပ်အောင်တောင်းတာတွေအားလုံးညီညီမျိုးမျိုးနဲ့လုပ်အောင်အခုကျွန်တော်တို့ဒီလိုဘာလို့နိုင်ငံရေးမှာညာကိုတော့ပြောပဲမှာဒီလိုကိစ္စလေးကိုချုပ်စည်းပြီးလို့တာအမှန်ပြုတ်တော်တယ်လို့ပြောချင်ပါတယ်။တနည်းအားဖြင့်ဆိုလို့ရှိရင်ကျွန်တော်တို့ဘာနဲ့နိုင်ငံရေးပိုင်းများကျွန်တော်တို့လူကြီးများကျွန်တော်တို့လက်စိတ်ကပ်ပြီးတော့ပြရတဲ့သဘော။ကျွန်တော်တို့ကလည်းအခုရအောင်ဘုံကြီးလောက်ဆောင်ပါပေါ့။ကျွန်တော်တို့လို့ရှိရင်လက်ပိုင်းလူငယ်ပိုင်းဆိုအစစ်စစ်လုပ်တော့ဘယ်တော့မှနိုင်ငံရေးဆိုတော့ပြီးတယ်လို့ရှိပါတယ်။နိုင်ငံရေးဆိုတော့ဒီတိုင်းမှာဒီမနေ့မှာပြည့်နေတယ်လို့ရှိဘူး။ဒီကြားမှာပြီးဆုံးသွားတယ်လို့ရှိတာ။အဲကျွန်တော်တို့ဒုတိယပြန်လို့ပြောပေါ့နော်။ဆိုတော့21ရာစုနှစ်ပြည်လို့ပြောနေတာ။21ရာစုနှစ်လည်းကောက်တော့21ရာစုနှစ်မှာကျွန်တော်တို့ရမယ်အခွင့်အရေးတွေလို့အောင်လုပ်ပြီးပေါ့နော်။လမ်းကြောင်းတွေလည်းကောက်အောင်ဆိုတော့ဒီလိုကအသုံးဝင်တာ။ဒီလူကြီးတွေ
ပြောတဲ့ဒုတိယပြည်လုံးဆိုတဲ့စကားကိုတည်ရှားတဲ့သဘောလည်းဟုတ်ပါဘူးထပ်ပြီးတော့ဖြည့်ဆည်းပေးတဲ့သဘောတွေလည်းကျွန်တော်မြင်သိချင်ပါတယ်ကျွန်တော်နိုင်ငံမှာတကယ်ပြည်တော်စုစစ်စစ်ဖြစ်ဖို့လူတိုင်းရဲ့တောင်းဖြစ်အဲ့ဒီမှာလည်းကျွန်တော်ပြောအောင်ပါလေကျွန်တော်ဗမာဆိုတဲ့လူခြေရတာပြောလို့လည်းကောင်းပါလူများစုဖြစ်တဲ့ဗမာတွေကပုံပြီးတော့ကြိုးစားတယ်ငါတို့ကလူများစုဆိုတော့ဖြစ်ရအဲ့လိုပဲမြင်ပါကိုကဒီအားကိုပြောရလို့ရှိရင်တာဝန်ကိုပြီးတော့ယူရမယ်အခွင့်အရေးကိုရှော့ပြီးတော့ယူရဒါမှလူတွေနဲ့လူတွေဒါမှကျွန်တော်ရဲ့နိုင်ငံတွေကောင်းတဲ့အစီအမံတွေဖြစ်နိုင်တယ်ကျွန်တော်ဘာလို့ဒီလိုစကားပြောလို့ပြောတော့အဲ့ဒီတော့သတ်တူလို့လည်းပြောကြတယ်ကျွန်တော်တောင်းတာရေးဆိုတဲ့တောင်းတာရေးဘာဆိုတဲ့အဓိပ္ပာယ်ကိုကျွန်တော်ပေါ်ဆိုတဲ့ခါမှာဒါလည်းပြောဖို့ပါတယ်ဆရာကြီးဝင်းသူရဲ့ပုံမှန်တန်းဆိုတဲ့ပြောပေါ်အခြေခံပြီးတော့ကျွန်တော်ပြောလို့ရှိပါတယ်တောင်းတာရေးဘာရဲ့စိတ်ဓာတ်ဆိုတော့နောက်ဆုံးတာနောက်ဆုံးတာအဲ့ဒီစကားကိုပတ်ပြီးပတ်ဖို့ရနေမှမိတဲ့လူတွေဆိုသိပါလိမ့်ဒီတောင်းတာရေးဘာတွေကတောင်းတာရေးမပြီးရင်ကြာဆုံးသွားတဲ့ခါကျတော့သူကတောင်းမှန်သွားတယ်အားနာတော့ပေါ့နော်ဒါဆိုရင်ဒီနေကြတာအဲ့ဒီလိုပဲဖြစ်ရတယ်ကိုကဘယ်တော့လုပ်ပေးပါတယ်ဆိုတာကိုပြောမဲ့စားကိုကြောက်တဲ့ပုံပြီးတော့မလုပ်ပေးနိုင်တာကိုမကျေနပ်နိုင်ပါဘူးမလုပ်ပေးနိုင်လို့တောင်းမှပါတယ်ဆိုစိတ်ကကျွန်တော်အားလုံးမှရှိရအဲ့ဒီလိုစိတ်ကနဲ့လုပ်သွားမယ်ဆိုလို့ရှိရင်ဒီကတော့နိုင်ငံတကာရဲ့ဒေါ်လာရေးကြောင်းနေတယ်လို့ရှိပါအခုဆိုရင်ကဘာကြီးမှာသူကအခုနောက်ဆုံးဒေါ်လာရေးကို IT ဒေါ်လာရေးပေါ့နော်ဒီအကြမ်းဒီလိုခေါ်ကြတယ်ဒီနည်းပညာတော်ဆောင်လေးပေါ့ရေတော့ကတိုင်းစက်မှုဒေါ်လာရေးလည်းရှိခဲ့တယ်တကယ်ဟိုတင်တဲ့ဒေါ်လာရေးဆိုတာမျိုးမျိုးပေါ့ဒေါ်လာရေးဆိုတာအပြောင်းအလဲတစ်ခုပဲတိကျတဲ့အပြောင်းအလဲတစ်ခုပဲအဲ့လိုအပြောင်းအလဲတွေကကျွန်တော်တို့ကဘာကြီးကြည့်ပြီးဒီလိုပြောင်းလဲတွေရှိနေမှာအဲ့တော့ကျွန်တော်တို့အားလုံးမှာဒေါ်လာရေးစိတ်ကမွေးတယ်ဆိုတာအဲ့ဒါကိုပြောတာဖြစ်နေအရင်ကိုယ့်ရဲ့တောင်းကိုဆုံးကမ်းတိုင်ဆက်ပြီးတော့ကားဆောင်သွားခြင်းနဲ့စိတ်အဲ့တော့အခုကျွန်တော်တို့ကဖြစ်နေအရင်ဒီအီရန်သူစိတ်ဓာတ်တွေကိုဘယ်တော့မှဆိုခံရတဲ့ပုံတော့ခံရအောင်လောက်သွားမှာအဆုံးရှိမှာပေါ့ဘယ်တော့မှအဆုံးရှိမှာပေါ့ဒီရောစပြေလုံးကြီးလာကဒုတိယပြေလုံးကြီးလာကခေါ်ပြီးလို့ချင်းပြီးပြီးဆိုတာလည်းမဟုတ်ဘူးပြေလုံးကြီးလာကဆုံးဖြတ်ခြင်းချက်တွေကိုအကောင့်ထဲပေါ်ရတယ်ဆက်ပြီးတော့ဒီပြေလုံးစိတ်ဓာတ်တွေကိုပို့လို့ခိုင်မာအောင်လို့ပို့လို့ကျေပြတ်အောင်လို့ကျွန်တော်တို့ဆက်ပြီးတော့ကျိုးစားတော့အဲ့တော့ကျွန်တော်ဒီမှာဖတ်တယ်လို့လည်းပြောရစီပေးလိုက်ခဲ့တဲ့တောင်းကိုခုပေးတဲ့တောင်းကိုပြေပြအောင်လို့ကျိုးစားပါမယ်ကျိုးဒီလိုကျိုးစားတဲ့နေရာဝမ်းတော့ကိုကြီးပေးကြပါအကြံဉာဏ်ပေးကြပါသဘောမတူရင်လည်းသဘောမတူဘူးလို့ပြောကြပါအဲ့တော့ဘာဖြစ်လို့သဘောမတူလဲကျွန်မတို့ပုံကံသဘောမတူဆိုဘာဖြစ်လို့သဘောမတူလဲလဲဆိုတော့ပြောကြကျွန်မအဲ့ဒီဘာဖြစ်လို့ဆိုတော့ဒီကအင်္ဂါရေးကြည့်လို့ချင်ပါတယ်မကြိုက်ဘူးလို့ပြောရင်မရဘူးအကြိုက်တယ်လို့ပြောရင်မရဘူးကို့မှာအကြောင်းအချက်ခံနိုင်မှာရှိတော့အဲ့ဒီတော့မှလည်းတစ်ခက်ကနားလည်နိုင်တယ်ဘယ်လိုပြုပြင်ရမလဲဘာဖြစ်လို့ပြုပြင်နေလဲဆိုတော့သဘောပေါက်ဒီတော့ဒီတာဝန်ထမ်းဆောင်ဖို့အတွက်ကျွန်တော်တို့ဝါရနိုင်ငံကြီးဝါညာဖြစ်ကြတဲ့လူကြီးများကျွန်တော်တို့ရဲ့အသက်အရွယ်ကျွန်တော်နဲ့တမျိုးဆက်တယောက်ဖြစ်တဲ့ပုံပုံများနောက်ပြီးတော့ကျွန်တော်တို့ရဲ့ငယ်တဲ့88မျိုးဆက်တွေဆိုတော့လူသားပိုင်းနောက်ပြီးတော့တက်စားဖြစ်တဲ့လူငယ်တိုင်းတွေကအားလုံးဝိုင်းပြီးတော့ကိုရင်ကြပါအားလုံးဝိုင်းပြီးတော့အားလုံးရဲ့တာဝန်ဟာတယောက်ချင်းရဲ့တာဝန်ဖြစ်တယ်ဆိုတဲ့စိတ်ဓာတ်ကိုထားစေချင်တယ်ကျွန်တော်တို့ကအားနည်းချက်ရှိလို့ရှိရင်အားနည်းချက်ကလည်းလူတိုင်းနဲ့ဆိုင်တယ်အောင်မြင်မှုကလည်းလူတိုင်းနဲ့ဆိုင်တယ်ဆိုတဲ့စိတ်ကိုထားကြပါလေတချို့ကျတော့အားနည်းချက်ဆိုတော့ငါနဲ့မဆိုင်အောင်မြင်မှုဆိုတော့ဒီဝဲဆိုတော့အဲ့ဒါကြောင့်မဖြစ်ဘူးနော်အဲ့ဒီစိတ်ဓာတ်တွေကိုကျွန်တော်တို့ဖယ်ရှားဒါဘုရားတရားဘယ်လိုတရားချင်းရတယ်ဒီလိုစိတ်ဓာတ်ထားမယ်အဖွဲ့အစည်းခုချင်းရတယ်အဲ့လိုစိတ်ဓာတ်ထားကျွန်တော်တို့ဒုက္ခအောင်မြင်ဒု energy ပွားတယ်အဲ့လိုပြောတာအင်တာနက်ဟာပဲဒါနဲ့တချို့ကြတော့လေကျွန်တော်တို့ဒီနိုင်ငံရေးနဲ့ပတ်သက်လို့ဒုက္ခတွေဟာတိတ်အောင်မရဘူးဆိုရင်အဲ့ဒါ energy ပဲဆိုတော့လည်းမျိုးဆိုရတဲ့ရှိတယ်အဲ့ဒါခုစလုံးကမအားလုံးတကယ်ပဲကျွန်တော်ဒီတိုင်းပြည်မှာစစ်မှန်တဲ့စိတ်ဓာတ်တော်မှန်ရေးယူအောင်မြင်လို့ချင်တယ်ဆိုရင်အားလုံးချက်ကိုအားလုံးနဲ့ဆိုင်ရဲဆိုတဲ့စိတ်ဓာတ်ထားရမယ်အောင်မြင်ချက်တွေကိုလည်းအားလုံးနဲ့ဆိုင်ရဲဆိုတဲ့စိတ်ဓာတ်ကိုထားဒါတစ်ချက်ကိုညီညွတ်ရေးရဲ့အခြေခံတွေပေါ့ကျွန်တော်တို့က
သားအပေါင်းတို့အားလုံးပဲကျွန်တော်တို့ဒီကနေ့ဘုလိုပဲငါတို့အားပေးပြီးတော့ရုပ်စုကျွန်တော်တို့ကပေါ်ဖြစ်တာငါတို့အားလုံးကြည့်ပြီးသားပြင်လာတဲ့2010ကျွန်တော်တို့ပါတီရဲ့20ကြိမ်မြောက်ပါတီမွေးနေ့ကျွန်တော်တို့ပါတီမြာခံလုပ်တဲ့အေးဘာကိုကျွန်တော်တို့လုပ်ကြတယ်ဆိုတော့ငါတို့ကဒီလိုဆိုမြန်မာနိုင်ငံတော်တည်ထောင်တာအားကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဘုမာတို့ကတနိုင်ငံလေလူလိုမနေကြဘူးဒီနေ့ကတိုင်းပြည်ဖြစ်ကြပြီပဲတိုင်းတစ်ပါးကအုပ်ချုပ်တော့ကိုဟာကကိုဟာကိုတိုင်းပြည်ကိုလိုမျိုးကိုချုပ်ချကောင်းတော့မောင်းကောင်းတော့ခုနကလေးနောက်တော့ဟိုခြေရာတော့ဒီနေ့ပါဒီလူမီမောင်ဒီဘက်တော့ဘာသာပြတယ်ဘုန်းကြီးကဘာလို့ပြတယ်တို့ကတော့ဒီမှာလိုပဲဒီလိုတော့တော့ဦးထက်တော့မပါလို့ရှိရင်မပြည့်စုံဆိုတော့ကျွန်တော်ကသူ့ဒါနဲ့တိုင်းရောအားလုံးကဘာလဲဆိုတော့ရှေ့ကနေပြီးရဲ့ဘိုးဘိုးတော့ဘာပြောလဲဆိုတော့ခွဲတဲ့ဘိုင်ကအပါဝဲဒီတဲ့စိတ်ဒီလေယူနေတယ်လို့ရှိရင်ကျွန်တော်ပေါ့လို့လည်းယူပါတော့ဒါပေမဲ့တို့လည်းရတဲ့ခါကျတော့ဒီလိုဖြစ်လာတယ်ကွာအဲ့လိုဖြစ်နေပြီတော့ကဒီလိုလည်းရတာပေါ့ဘာဒီလေးတွေတို့မျိုးဖြစ်လာတယ်အဲ့ဒီဟာကိုရိတ်ကမှုဆိုတာကကျွန်တော်မြင်တာကဘုရားတိုင်းတိုင်းတို့တွေလူသားတဲ့ဘုရားဘယ်ကျသူကအစ်စ်ဘာပြီးတော့သူကလည်းခါတယ်အဲ့ဒီဘာလို့ဘုရားကတော့ဝပြပါတယ်ဒီတော့ဆိုပြီး Congress for Democracy ချင်းပြည်နယ်ဥက္ကဋ္ဌဖြစ်ပါတယ်ဟိုဂျာမန်ဆွန်တော့ဒီမှာလည်းဟိုပါတီမှာဟိုစတဲ့ချီကောစချီရီကောအတူတူပါပဲ30တိတာဆုနဲ့တူတဲ့ပင်လုံး30တိဒါဆုပင်လုံးဒီလိုကောအတူတူပါပဲဒါမဲ့စတဲ့ချီနေတဲ့ချီရီဆိုတာကျွန်တော်တို့စတဲ့ချီရဲ့မူဝါဒပြောင်းလဲတာဘယ်လိုစာချုပ်အောက်ထဲပေါ်ဘူးဘယ်လိုစာချုပ်ထဲမှာပါလာတဲ့self determination တာကိုခရီးဘယ်လိုစိတ်ဓာတ်အဲ့ဒါအတိတ်ကဘူဝရထားပြီးမှဖွဲ့စည်းထားတဲ့ပါတီဖြစ်တယ်လို့ဘုရားပြောတယ်။ဒါတော့တဲ့ချီကောရချီဒီကောတူပါပဲအလားလဲပြောလဲဘူးလိုလဲမပြောလဲဘူးဘုရားတဲ့ချီတို့က position နောက်ဆိုတော့တို့ကိုယ်တိုင်စိုက်တယ်ကားမရှိပဲနဲ့တရွာပြီးတရွာဒေါ်လာလို့ဆက်ပြီးစီလိုကြီးတော့နိုင်အခုတော့ဖူးကြီးဖြစ်တော့တဲ့လူတွေမှာကျွန်တော်တို့လူငယ်လေးတွေတော့အခုစပယ်ဖြူတီးအဲ့ဒါကျွန်တော်တို့ပါတရတော့မရောက်သေးဘူးရဖို့တော့ plan မြင်တယ်လို့ပဲရှိသေးတယ်တဲ့တော့ကိုနာပလာမှာဘောလေးဆွေးနွေးထားတဲ့ဘုံမနီကရရပါတယ်ဟိုတက်လာမဲ့ဟိုစလေချီဒီနဲ့ချီတို့မျိုးကိုစားဆိုတာတော့2010ခုနှစ်အောက်တိုဘာလ24ရက်နေ့တွင်ကုန်တီရှိရုံမြင့်မြို့သား Congress ZNC ပါတီခေါင်းဆောင်ကြီးများမှဒီထောင်စုသမရမြန်မာနိုင်ငံတော်လုံးဆိုင်ရာအတိုင်းအတာနဲ့ဒုတိယ20ရာစုပြည်လုံးကြီးလာချင်းပြည်နယ်လုံးဆိုင်ရာ20ရာစုပြည်လုံးကြီးလာကအကျိုးဆွေးနွေးပွဲဖြစ်မြောက်ရေးကော်မတီများတွင်များနဲ့လူအပ်တော့အကူအညီများပန်းဖို့ကူညီပေးကြတော့အဖွဲ့အစည်းများပေါ်အထူးကျေးဇူးတင်ရှိပါကြောင်းနဲ့အလုံးကြီးလာကကြီးတာဝန်ယူမှုတာဝန်ခံမှု
ตายุยปุลิมีดามุชีบีอาสุยาพุยมีลุดดอมีเนี่ยตั้งมาดอกุศลมีอาชีพการลงมือยีอติอพุยกุศลมีการอินทานเดนไปอพุยมาจันปาวินโดนสตายาสุปิลงเงลาคันที่ยาสวยนุยสุปิวบารีนี่นัทองเสติยาสุปิลงเงลาคันที่นุยนัทองเสเลปุริตปิโลอัดายดาพิตานองสินเข้าขันโดสินอายะในงานดอสุยามีมาปุลิมินดาสวาตปิโลอัดายดาพิตยาวันทุกอย่างจริงยาสวยนุยสุปิวบารีโตปีทางสุดมามีในงานโดลลายยาสิจายันทะปีลงเงลาคันจีนุยตะโบดูสาธุจีอายะปีเนเนใจนิตาเนนไม่มีเพียงเลตมาบิคุลิมิตาตัวอากาศเทปอสองอย่างสวยนุยอสุกิวาดีเลปีทางสุดมามีมาในงานตูในงานการมีลูมิโอจีลูมิโอเงลูมิโอสุสุรลูมิโอจีวามูวาระเปเชตีเทเรลปีทางสุตูตามยามูไปกุมวยาปายาติด้วยยาติมาjadi kong lumio atiti ne tantu yati na yet na nga do suya myama tamat ti jukja ya soino suki badi nga amyo kong yati kong ten mi mai et tai tabosa bada saga sabya rupi nga yu ya dale thongsa sin la mya na nga do suya myama pitang su tamra mya na nga tu na nga ta mya alo tantu akuy ya si naya kuli minta sua tamat akong tepo biyan suinui subi bagi chap asuya usi thana mya pine tai izane myau do khayai myau ne titi mya asin sin ma khwe cha ya suinui subi bagi ubama che di ne yo alok tama usi thana kha kha myau nai ta thana yau taku ti si di kon myau twin ne yai yo myama ko thu ko tha phi phwin le tha doปีไงเจ้าเนี่ยเนี่ยบาดายพุ่งยามาปูดูปูท่าเนี่ยพุ่งเลยท่ารอปีไงเจ้าเนี่ยปูในงานดอสุยะพุ่งยามาอธิมาตุปียาสวยนุ่ยติ่งจักบาดีสิปีเนี่ยใจเมียใจนิดาเมียลุงโจซีกว่าเพื่อนเพื่อนตัวเดียตัวปีทองสวดสุยะเมียมาสิมันเด้งชาเปียชิงกูมาเพื่อชาเบตันตูชาเปียเนี่ยปีรุ่นปีปักลูตาชิสานาเท่าท่ารอพุ่งอภัยสีมีมาปีเนติที่เป็นป้านผู้กงยาสีมันเตียงบุตรยาวันเพื่อสีควินมาปงเตียนสีโรดิตาขาดเพื่อเสียที่ดินยาเนตาผู้ป้องสองยันในหูตั้งแต่ปีอย่างสวยนุ่ยสิงจากป่านี้ดีนี่จะนอสวยนุ่ยสิงนะจะนอลูกทุยาที่ใจตาใจคนยีหูในงานเราปานาตรงเด็กทำมาเลยการบุกโลกจะนอลูกที่ยานุบะada yang maksudnya, bumi tidak bertutur pembesar ini, sudah tidak baca di kota deh. ဆုံးဖြတ်ပေးမယ်ဒီလိုတွေ့ဆုံပွဲမှာကျွန်တော်အနေနဲ့အဆိုတင်သွင်းခွင့်ရရှိတဲ့အတွက်များစွာဂုဏ်ယူဝမ်းမြောက်ပြီးကြောင်းပြောကြားလိုပါတယ်ဒီကနေ့ကျွန်တော်အဆိုတင်သွင်းခြင်းနဲ့အရာကတော့၃ခုရှိပါတယ်နံပါတ်1အနေနဲ့တိုင်းရင်းသားလူမျိုးများ၏မူလအဖို့ဖြစ်ရေးနံပါတ်1အနေနဲ့တိုင်းရင်းသားလူမျိုးများရဲ့အသက်ရှင်သန်ခွင့်နံပါတ်3နယ်နိမိတ်ပြင်ဆင်တတ်မှတ်ရေးအဲ့ဒါဒီဖြစ်ပါတယ်ကျွန်တော်တို့ချင်းတီကတအားရိုးတာလို့အားကြီးတယ်ဆိုတော့နည်းနည်းပါးပါးကောက်ချစ်ဖို့လိုလိုက်တယ်နောက်ပြီးတော့နံပါတ်1 2010အခြေခံဖွဲ့စည်းပုံအခြေခံကိုပြောင်းရအောင်ဒါကဟုတ်အပြည့်ရေးစိမ့်ပါပဲရအောင်ပမာမဟုတ်တော့တိုင်းသားများအတွက်ဘူတင်သားတယောက်ပဲဖန်သက်ပြင်ခြင်းများကိုပြန်လည်သုံးသပ်ပြီးတိုင်းသားလူမျိုးစုများအားဘူတင်သားတယောက်ပဲရဖို့စုpoint 20ရာခိုင်နှုန်းနဲ့ပေါ့ပြန်ကြပြီးဒါလို့ဆိုတော့ဂရင်းစာနဲ့ဂျာနယ်တို့မှာခဏကြီးတဲ့အဖြစ်ပါတယ်အဲ့ဒီမှာတက်ရောက်နေတဲ့ပုဂ္ဂိုလ်များအစိုးရဖွဲ့ရည်တော်တော်ဖွဲ့ရည်နောက်ပြီးတော့ NGO ရဲ့ pick up ထားတဲ့ဦးစလေးဒီမှာတက်ရာစုပြည်လုံးဝင်လာတဲ့မယူဘူးတော့လို့ကျွန်တော်ကတော့ခဏပြောလိုက်နောက်ပြီးတော့
ကျွန်တော်တို့မှာအနိုင်ရပါတီများတယောက်ခွင့်ရတယ်လို့ဆိုကြတဲ့ကရက်အစီတခုပဲပါတယ်ရှင်ပြပြတို့ရက်စီနော်ရက်စီတခုပဲပါတယ်တကယ်လည်းပါမှာပေါ့အဲ့တော့အစိုးရအကြီးလို့အကြီးကကျဆုသွားတဲ့ချင်းပါတီတွေအများကြီးရှိတယ်ကျဆုသွားတဲ့ချင်းပါတီကလေးမျိုးကိုကြော်ပြီးတော့ကျွန်တော်တို့ပိုးမိုင်လို့ခေါ်တဲ့အဲ့ဒီတောင်ချီရဲ့ကြီးသတ်မှတ်တာဖြစ်တယ်။အဲ့ဒါကြောင့်နေရာမြေများကစကိုင်းပိုင်းတွေကိုအားရှိသွားတယ်။တော်လိုင်းကောင်စီဆိုရတဲ့တွေကရှင်းဝိဒေတာတိုင်းနဲ့ရဲ့ဒီလေသမိတ်အတိုင်းပြန်လဲအကြည့်ပြုရေးကိစ္စဖြစ်နေအကြီးကြီးရဲ့ကိစ္စကိုကျွန်တော်တို့ပါတီနဲ့ကိစ္စတွေဖြစ်တယ်။အဲ့ဒီကိစ္စကို17ရာစုကီလိုမီတာကိုဥဆောင်တဲ့နိုင်ငံရေးပါတီနဲ့ချင်းပြည်နယ်ကိုလက်ရှိဥဆောင်နေတဲ့အစိုးရအဖွဲ့မှစူပန်ဆောင်ရွက်နေပါတယ်။ဒုတိုင်းကဒီတပ်ပေါ်ရေးပါတီမှတင်ပြချက်များကိုပြထုတ်လိုက်တယ်ဆိုလို့ရှိရင်နံပါတ်1နိုင်ငံတော်ကာကွယ်ရေးနဲ့နိုင်ငံခြားရေးလွှဲပြီးကြံကျွေးအာဏာကိုပြည်နယ်အစိုးရကပြီးဝခွဲဝေပြီးနံပါတ်2ယာယီအပြစ်ဖတ်ရတဲ့ရေးမှာဟာဝရငင်းချရေးအတွက်ပွင့်လင်းမြင်သာသောစစ်ဆိုင်ရေးကိုတိုးမြင့်ဆောင်ရွက်ရေးကျွန်တော်တို့ပြောလို့สิ่งนี้ဒီကအားလုံးတော်တယ်လို့ဟိုလေးစပေါ်မှာထားတာအခုဒီလိုလာတော့ကျွန်တော်တို့ကပြရတယ်မလို့ဆိုတာအားလုံးကပြောတာဝစီတယ်အားလုံးကကြီးကြီးပြည့်နေတော့တကယ်ကိုဘောတာကြီးကြီးနဲ့ကျွန်တော်တို့တရားယုံယုံကြည်ယုံကြည်ဖို့တကယ်ကိုဒီစားပြီးတော့တိတ်ပါဘောလို့စားတယ်ပြီးတော့တိတ်ဘာလို့ရပြီးတော့သူပြလာခဲ့တော့အဲ့ဒါတော့နောက်တော့ဖွင့်တော့တာတော့ပါအဲ့ဒါတို့လို့ဆိုပြနေတယ်ကျွန်တော်ပြောကြည့်တာတနည်းအားဖြင့်ငါတို့ရက်တာရက်ကန်နေတယ်ပေါ့ဗျာဘာဒီစဉ်းစားဘာရှိပါတယ်ဒါတွေပြောလို့အဲ့တော့ကျွန်တော်ပထမဆုံးချက်နေပြောကြည့်ဒီအားလုံးပြီးတဲ့အတိုင်းနိုင်ငံတော်အတိုင်းအတာဖြစ်တယ်ပြန်လို့ကိစ္စအဲ့တော့ပြန်လို့ကိစ္စဟာနိုင်ငံတော်အတိုင်းအတာဖြစ်တယ်နိုင်ငံတော်ဒီကြီးတယ်ပါတယ်ပြီးပြအဲ့ဒါကကျွန်တော်ဘုရားကြီးပတ်ရေးခဲ့No quiero jamás hablar de Namea, the Chua, Udumsi, Samsuga, Shim, Pampu, La Vina Turu, the Guinea Turu, Samsuga, Taukan, Pasuga, Jadi punya time harus susah miara kasar. Bukan, kalau kita ni jadi bukan begitu. Kerana kalau kita miara resource ini, cipi ni kita perlu sesuatu yang kita cuma macam ni lah. Kalau kita tak kasar, kalau kita maya kan kita mesti beli dulu. Jadi yang kita mesti cuba. Kita suka.ဆိုတာBritish အစိုးရမသိခင်ကကျွန်တော်ခေါ်နေကြီးဒိန်းပြီးမှအခေါ်နေကြီးလူလိုက်အတာတော့မှာလေးစံအောင်
ကျွန်တော်ဆွေးနွေးကြဖို့တော့ဒီကျွန်တော်ချင်းတင်နေမှာလုံတမဌာနပေါ့နော်ဌာနတစ်ခုတည်းရှိတယ်ခါတစ်ခုတည်းမှာရှိတဲ့ခါကျနေစုနေပြလုံတမအကာကိုပဲနေကြတာကျွန်တော်ရဖို့ခရရအစင်ပေါ့နော်မြုံနေအစင်ဒီလုံတမရုံမြောက်ဒီဟောဆိုဒီကရပိုင်းလဲကျွန်တော်တိုင်းတာအခွင့်အရေးပေါ့နော်တိုင်းတာစာကြီးကြီးပွားနေစားတော့ကျွန်တော်ဒါထက်တော့နော်ဒီဆိုင်ရာကုလသမဂ္ဂရဲ့ကြီးရစတန်လို့ပေါ့နော်အဲ့တော့ဆိုရကလုပ်ပြီးဖို့ပေါ့နော်ဒီပြတ်ကျွန်တော်ဘောစာတူပါတယ်တော့တူပါတယ်ဒါတန်ဖို့ပြီးတော့ဒီကားကတော့ပြတ်တယ်ဒီခိုင်ရစီမှာဒီလိုမျိုးရှင်းလာမှာဒီလိုရှိတယ်အဲ့ဒါတော့သူ့ရဲ့ကြာတာဒီနေ့ချမ်းသာတဲ့တဲ့ဒီလိုတိုင်းတာနဲ့ဒီချမ်းလုံးနဲ့ပေါ်လာတိုင်းတာရဲ့အာယုန်နဲ့စင်ပေါ်နော်အမခံချက်ဒီလိုဒီစင်လုံးနဲ့လာခံလို့တာဝန်ချေတာဝန်ခံနေပြီးနေပြီးချာလောက်ရှိတော့ပါ